ဒါကတော့ကွန်ဖူးပညာမှာဂန္ဓဝင်တွင်လောက်အောင်တော်တဲ့ဂန္ဓဝင်သူရဲကောင်းကြီးပဲဖြစ်ပါတယ်။ဒီသူရဲကောင်းကြီးကသူနဲ့လက်ရည်တူတဲ့ပြိုင်ဘက်ကိုတိုင်းပြည်အနှံလှည့်လည်ရှာဖွေခဲ့ပါတယ်။ဒါပေမဲ့သူဟာစစ်တပ်ကြီးတစ်ခုလုံးကိုတော့မျက်စိတမိတ်အတွင်းအနိုင်တိုက်နိုင်တာကြောင့်ပြိုင်ဘက်ကင်းပွဲကိုသူမလိုချင်ဘဲနဲ့ရယူထားခဲ့ရတာဖြစ်ပါတယ်။စကေးကျန်းလုံးတရုတ်ပြည်ရဲ့အကျန်းဆုံးသူရဲကောင်းတွေပါလို့သတ်မှတ်ခံထားရတဲ့သူရဲကောင်း၅ဘော်ကတော့သူ့ကိုဥညွတ်ကြရပါတယ်။ဒါပေမဲ့ဂန္ဓဝင်သူရဲကောင်းကြီးဆိုတာပိုလို့ခေါ်တဲ့ဖက်တီးပန်နာတယောက်ရဲ့အိမ်မက်သားဖြစ်ပြီးလက်တွေ့မှာတော့သူကကွန်ဖူးယူနေတဲ့အာဝါဒတစ်ယောက်ပဲဖြစ်ပါတယ်။ပိုကသူ့အဖေရဲ့ခောက်ဆွဲဆိုင်မှာစပွဲထိုးလုပ်ပါတယ်။ပိုရဲ့အဖေဖြစ်သူပင်ကသူ့သားလေးအရွယ်ရောက်လာတဲ့အတွက်ခောက်ဆွဲဆိုင်ကိုလွှဲပြောင်းပေးခြင်းနေပါတယ်။သူတို့ခောက်ဆွဲဆိုင်ကဒီနယ်တစ်ဝိုက်မှာအကောင်းဆုံးဖြစ်ပြီးအဲ့လိုဖြစ်စေတဲ့အရာသာမှာလှုပ်ဝက်ချက်တချို့ပါဝင်နေပါတယ်။ဒီလှုပ်ဝက်ချက်ကိုတားသိမ်မြေဆက်အမွေဆက်ခံခဲ့ကြတာပဲဖြစ်ပါတယ်။ခုလေပင်ကသူ့သားကိုခောက်ဆွဲဟင်းရချက်တဲ့လှုပ်ဝက်ချက်နဲ့အတူခောက်ဆွဲဆိုင်ကိုလွှဲပေးခြင်းနေပေမဲ့ပိုကခောက်ဆွဲရောင်းဖို့ကိုစိတ်မဝင်စားပဲကွန်ဖူးကိုပဲစိတ်ဝင်စားနေပါတယ်။အဲ့ချိန်တာမော်ကကြောက်စိမ့်နှန်းတော်မှာတော့တရုတ်ပြည်ရဲ့တရဲကောင်း၅ဘော်လို့တင်စားခံရတဲ့ကြားမြောက်ဂျိုးကြားမွေနဲ့ဓာကုတ်ကောင်တို့ကသူတို့ဆရာချီဖူးနဲ့တိုင်းကျင့်နေကြပါတယ်။အဲ့ချိန်ကွန်ဖူးဖခင်ကြီးမာစတာဦးခွေးကချီဖူးကိုလှမ်းခေါ်ပြီးအရေးကြီးတဲ့သတင်းတစ်ခုကိုပြောပြလိုက်ပါတယ်။အဲ့ဒါကတော့တိုင်လန်ပြန်လာတော့မယ်လို့မာစတာဦးခွေးကပြောလိုက်တာပဲဖြစ်ပါတယ်။တိုင်လန်ဆိုတာတစ်ချိန်တုန်းကဆိုးရွားတောင်းကျမ်းလွန်းတဲ့ကြက်တစ်တကောင်ဖြစ်ပြီးလက်ရှိမှာတော့ထောင်ကျနေပါတယ်။အဲ့စကားကိုကြားတော့မာစတာရှိဖူးကအဆောင်ဘဲတကောင်ကိုလုံခြုံရေးအားလုံးနှစ်ဆတင်းကျပ်ဖို့အကျဉ်းထောင်စီကိုတွားပြောဖို့ဆေးလွှတ်လိုက်ပါတယ်။မာစတာဦးခွေးကတော့ဖြစ်လာမဲ့ကံကြမ္မာကိုရှောင်လွှဲလို့မရဘူးလို့မာစတာရှိဖူးကိုအေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။အဲ့ဒါကြောင့်သူတို့နှစ်ဦးကတိုင်လန်ကိုရင်ဆိုင်ဖို့အတွက်နဂါးစစ်တီကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နဂါးစစ်တီဖြစ်လာမဲ့သူကနဂါးစာလိုက်ထဲမှာကိန်းအောင်နေတဲ့အဆုံးမစွမ်းအားတွေကိုရရှိမှာဖြစ်ပါတယ်။အဲ့လိုနဲ့နဂါးစစ်တီရွေးချယ်မဲ့နေ့ကိုရောက်လာပါတယ်။ဒီသတင်းကိုကြားတော့ပိုကပွဲကြီးဖို့အရန်တွက်ကြွနေပေမဲ့သူ့အဖေပင်ကပွဲမှာခောက်ဆွဲသွားရန်ခိုင်းလို့ပိုလဲစိတ်ပြတ်သွားရပါတယ်။ကြောက်စိမ့်နှန်းတော်မှာလည်းအတီးမှုတ်တွေနဲ့ပွဲကမြိုင်းဆိုင်နေပါတယ်။ခောက်ဆွဲလာရောက်တဲ့ပိုကပွဲကိုအချိန်မီရောက်ဖို့အမောတကောနဲ့တက်လာပါတယ်။ရောက်တော့မှထင်တယ်လို့ပြောပြီးပြန်ကြည့်တော့အထက်20လောက်ပဲရှိသေးလို့စိတ်ညစ်သွားပါတယ်။လဲနဲ့ကခီးမတွင်တာကြောင့်ခောက်ဆွဲမရောက်တော့ပဲကြောက်စိမ့်နှန်းတော်ကိုတကိုယ်တည်းတက်သွားပါတယ်။မာစတာဦးခွေးကရှိဖူးရဲ့တပည့်9ယောက်ကနေတယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်။ဦးခွေးကရှိဖူးကိုငါဘသူ့ကိုပဲရွေးချယ်ပါသေးအဲ့ဒီတီရဲကောင်းကရွာကိုရောမင်းကိုပါငိမ့်ချမ်းမှုတွေယူဆောင်လာပေးလိမ့်မယ်လို့ပြောပါတယ်အဲ့အချိန်မှာပိုကလှေကားတွေအများကြီးကိုကြော့ဖြတ်ပြီးကြောက်စိမ့်နှန်းတော်ရဲ့အပေါက်ဝါကိုရောက်လာပါတယ်မောလုံးအမောဖြေနေတော့မှပဲပွဲဆောက်တော့မှဖြစ်လို့တကားပိတ်သွားပါတယ်တယောက်တည်းအပြင်မှာကြံခဲ့ပြီးညီမျိုးစုံနဲ့အထဲဝင်ဖို့ကြိုးစားနေပေမဲ့ဘလို့လို့အထဲကိုမရောက်ဘူးဖြစ်နေပါတယ်သူရဲကောင်းငါးပေါ်လဲသူတို့ရဲ့အရေးချင်းတွေကိုထုတ်ပြတဲ့အခါပရိသတ်တွေကလည်းအားပေးကြပါတယ်အဲ့အချိန်ပိုကတော့အထဲဝင်ဖို့ကြိုးစားရင်တယောက်တည်းတိုင်ပတ်နေပါတယ်တပင်ကနေလဲပြီးအထဲကိုခုံဝင်ဖို့လုပ်ပေမဲ့မယူမီပန်းနေကြတယ်ပဲပြုတ်ကျသွားပါတယ်အဲ့အချိန်မာစတာဦးကအနီးနားမှာနဂါးစစ်တီကိုခံစားမိနေပြီလို့ပြောပါတယ်အဲ့ဒါကြောင့်ပြန်မဲဝင်တွေကလည်းမာစတာဦးဝေးနာကိုရောက်လာကြပါတယ်ပိုလဲမီယူမီပန်းတွေကိုတွေ့တော့အကြံရသွားပြီးကလတ်ထိုင်မှာမီယူမီပန်းတွေကိုတက်လိုက်ပါတယ်အဲ့ဒီပေါ်မှာတက်ထိုင်ပြီးတော့မီယူမီပန်းတွေကိုမင်းကြီးလိုက်တော့အထဲကိုဝရုံးသုံးကဝင်နိုင်သွားပါတယ်ပွဲလေကိုကျသွားပြီးမျိုးလုံးဖွင့်ကြည့်လိုက်တဲ့အချိန်မာစတာဦးကသူ့ကိုလက်ညှိုးညွှန်ပြထားတာကိုတွေ့လိုက်ရပါတယ်အားလုံးကအံ့ဩသင့်စွာနဲ့မယုံကြည်နိုင်ဖြစ်နေကြပေမဲ့မာစတာဦးခွေးကတော့ပိုကိုနဂါးစစ်တီအဖြစ်တကယ်ကြီးကိုရွေးချယ်လိုက်ပါတယ်ရှိဖူးကတော့ဒါမတော်တဆဖြစ်လို့ပြန်ရွေးပါလို့ပြောပေမဲ့ဦးခွေးကတော့မတော်တဆဆိုတာမရှိဘူးကံကြမ္မာဆိုတာပဲရှိတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ထောင်ဆောင်တွေကိုနှစ်ဆတိုးဖို့သတင်းသွားပေးတဲ့အဆောင်ဘဲကအကျဉ်းထောင်ကိုရောက်လာပါတယ်ထောင်မှုကသတင်းစကားကြောင့်ငါထောင်ရဲ့လုံခြုံရေးကိုအထင်သေးတာလားဆိုပြီးဘဲကိုရိုက်လိုက်တာအတောင်တစ်ချောင်းကအောက်ကိုပြုတ်ကျသွားပါတယ်ဘဲအတောင်ကထောင်ရဲ့အောက်ဆုံးမှာအချုပ်ခံထားရတဲ့တိုင်လန်စီကိုရောက်သွားတော့တိုင်လန်ကသူ့အမီးနဲ့တိန်းထားလိုက်ပါတယ်တစ်ဖက်မှာလည်းနဂါးစစ်တီဖြစ်သွားတဲ့ပိုကသူရဲကောင်းတွေရဲ့ခန်းမာတွေကိုရောက်လာပါတယ်တိုင်းလုံးဝမတက်ပေမဲ့ကွန်ဖူးနဲ့ပတ်သက်ရင်တမိုင်းဝင်လက်နက်တွေတမိုင်းဝင်တိုက်ကွက်တွေအားလုံးကိုအလွတ်ရနေတဲ့ပိုကအရန်ကိုသဘောကျနေပါတယ်အဲ့အချိန်ရှိဖူးရောက်လာပြီးမင်းတို့အစီပိတ်ပိုင်ရွှဲကြီးကနဂါးစစ်တီမဖြစ်နိုင်ဘူးလို့ပြောပါတယ်ပြီးတော့ပိုရဲ့လက်ချောင်းကိုသူ့ရဲ့လက်နှချောင်းနဲ့ညှက်လိုက်ပါတယ်ဘာမှမတက်ပဲအကုန်သိနေတဲ့ပိုကဝူရှီလက်ချောင်းတိုင်းမတီးလို့လန့်သွားပါတယ်မာစတာဦးခွေကပိုကိုရွေးလိုက်တော့လေ့ကျင့်ပေးရမယ့်မာစတာရှိဖူးကစိတ်ညစ်နေပါတယ်စိတ်ညစ်နေလို့မထူးဘူးဒီဖက်တီးကိုစိတ်ပြက်ပြီးအိမ်ပြန်အောင်ပညာပေးရမယ်ဆိုပြီးပညာပေးလိုက်တာပထမရက်မှာလည်းဖေမီလောင်ကတရွတ်တိုက်ဆွဲပြီးပြန်လာရပါတယ်သူရဲကောင်းငါးဘော်ကလည်းပိုကိုလှောင်နေပြီးမာစတာဦးခွေကကွန်ဖူးတက်တဲ့သူကိုပဲရွေးတင်တယ်လို့သူတို့ဘာသာပြောနေကြပါတယ်ပြီးတော့သူရဲကောင်းငါးဘော်တွေကအတော်ဆုံးဖြစ်တဲ့ကြားမကလည်းပိုကိုကြောက်စိမ့်နှန်းတော်တွေကထွက်သွားဖို့ပြောပါတယ်အဲ့ဒီစကားတွေကြောင့်ဝမ်းနေသွားတဲ့ပိုကတယောက်တည်းစိတ်ညစ်ညစ်နဲ့မမွန်သီးတွေတွားခုစားနေပါတယ်အဲ့အချိန်မာစတာဦးခွေရောက်လာပြီးတော့ပိုကိုဘာလို့ဝမ်းနေနေတာလဲလို့မေးပါတယ်ပိုကကွန်ဖူးသမိုင်းမှာရောတရုတ်ပြည်ရဲ့သမိုင်းမှာရောရန်ကုန်မြို့ရဲ့သမိုင်းမှာရောအញ្ញံဆုံးလူတွေရဲ့သမိုင်းမှာရောသူကအတုံးမကျဆုံးလူဖြစ်နေလို့ဝမ်းနေနေတာလို့ဖြေလိုက်ပါတယ်
မာစတာဦးကွေးကတော့လက်ရှိအချိန်မှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပညာကြီးဆယ်ဆန်ပြောပြီးထွက်သွားပါတယ်တစ်ဖက်မှာတော့တိုင်လန်ကဘဲမွေးနဲ့တော့ကိုဖွင့်ပြီးလွတ်သွားပါတယ်ထောင်ဆောင်တစ်ထောင်ကတိတိချင်းဝိုင်းထားကြပေမဲ့တိုင်လန်ကတော့တစ်ထောင်မကလို့1000ဖြစ်နေပါသေးချစ်ရလေးတစ်ခုတော့မထင်မဲ့အမိုက်စားအကွက်တွေနဲ့အကုန်လုံးကိုအမှောက်သိမ့်လိုက်ပါတယ်အဲ့ဒီနောက်ငကားစစ်တီအစ်စ်ပြန်လာပြီလို့ဘဲကိုသတင်းပါခိုင်းလိုက်ပါတယ်တစ်ဖက်မှာရှီဖူကသူ့တပည့်တွေကိုလေ့ကျင့်ပေးမလို့လုပ်နေချိန်ပုံမရှိတော့တာအကြောင်းပြန်သွားပြီလို့ထင်နေပါတယ်တကယ်တော့ပိုကမပြန်သေးပဲတယောက်တည်းလေ့ကျင့်ရင်ဝါးထဲမှာညက်နေပါတယ်ရှီဖူကကွန်ဖူးတက်ဖို့ဆိုတာညာတွင်းချင်းဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ပိုကိုပြောပြီးတော့သူတို့ဘက်9ယောက်နဲ့တိုက်ခိုက်ခိုင်းပါတယ်သူကြီးပဲအစော်ခံနေရပေမဲ့အစီပိတ်ခန္ဓာကိုယ်ကြောင့်နည်းနည်းလေးမှမနာပဲအကျော်တင်းနေပါတယ်မနက်ကနေညနေဆောင်တဲ့အထိအချခံရပေမဲ့မှမောက်သွားလို့မာစတာရှီဖူကသူ့ကိုယ်တိုင်ဝင်လှော်သွားတယ်ရှီဖူကသူ့ကိုအယုတ်ကလေးလိုကစားပြီးတော့ကြောက်စိမ့်နှံတော်လေကားတွေကနေပန်နာကြကြအောင်လွတ်ပစ်လိုက်ပါတယ်ဒါလည်းပိုကတော့ငကားစစ်တီဖြစ်ဖို့ယုံကြည်ချက်အပြည့်နဲ့ညဘက်မှာပြန်ရောက်လာပါတယ်ပုဂ္ဂိုလ်တစ်ချိန်ကတမားတော်ဖြစ်ခဲ့ဘူးတဲ့ထန်ကောင်ကတနေကုန်ခံရတာတွေတက်တာအောင်အဆိုင်ကူထုံနဲ့ကူပေးနေပါတယ်ဒါပေမဲ့အစီပြည့်နေတဲ့ခန္ဓာကိုယ်ကအကျော်တစ်ပြင်လုံးအပ်တွေပြည့်သွားတာတော့အကျော်ကိုမထီပဲဖြစ်နေပါတယ်ပိုကမာစတာရှီဖူကိုရက်ဆက်တယ်လို့ပြောတော့မွေကရှီဖူကတစ်ချိန်လုံးကရီမွန်နဲ့ဆရာတယောက်ဖြစ်ခဲ့ကြောင်းပြောပြပါတယ်အဲ့စကားကိုကြားမကကြားတော့ဝင်လာပြီးတော့တိုင်လန်အကြောင်းကိုပါပြောပြလိုက်ပါတယ်တိုင်လန်ကိုမာစတာရှီဖူကငငယ်တဲ့ကမွေးစားခဲ့တာဖြစ်ပါတယ်တားရင်တယောက်လိုချစ်ခဲ့တဲ့အပြင်တိုင်လန်မှာကွန်ဖူးပါရမီပါတာကိုသိတော့ရှီဖူကကွန်ဖူးပညာတွေအားလုံးကိုသင်ပေးခဲ့ပါတယ်။အဲဒါကြောင့်တိုင်လန်ကကြောက်စိမ့်နှန်းတော်မှာအတော်ဆုံးကွန်ဖူးသင်တန်းသားဖြစ်ခဲ့ပါတယ်။အရွယ်ရောက်လာတော့တိုင်လန်ကကြမ်းထမ်းလာခဲ့ပြီးကွန်ဖူးပညာတွေမကဘဲငကားစာလေးရဲ့အစွမ်းတွေကိုပါလိုချင်လာခဲ့ပါတယ်။အတွင်းစိတ်ကိုသိတဲ့မာစတာဦးကွေးကတော့ငကားစာလေးကိုပေးဖို့ညှင်းဆန်ခဲ့ပါတယ်။အဲဒါကြောင့်ဒေါသထွက်သွားတဲ့တိုင်လန်ကရွာကိုတိုက်ခိုက်ဖျက်ဆီးပြီးငကားစာလေးကိုလူယူဖို့ကြိုးစားပါတယ်။ကြောက်စိမ့်နှန်းတော်ကလူတွေအကုန်လုံးရောတားရင်လို့ချစ်တဲ့မာစတာရှီဖူရောအကုန်လုံးဝိုင်းတိတ်တာတော့မနိုင်တဲ့တိုင်လန်ကိုမာစတာဦးကွေးကတကွက်ထဲနဲ့အမောက်သိပ်ပြခဲ့ပါတယ်။ပြီးတော့တိုင်လန်ကိုအကျဉ်းချထားလိုက်ပါတယ်။အဲ့ဒီအချိန်ကစလို့ရှီဖူကသူ့တပည့်တွေကိုတန်ရောစင်မထားတော့ပဲခက်တီတီနဲ့ကြောက်စရာကောင်းတဲ့ဆရာတယောက်ဖြစ်လာတယ်လို့ပြောနေတော့ပိုကရှာထုတ်ပြတော့ကြားမကသူ့ကိုပြောင်းနေထင်သွားပြီးစော်ရောမဲ့အချိန်ဓာတ်ခုတ်ကောင်ကတားလိုက်ပြီးတော့သူ့အကျော်မှားထုတ်မိသွားတာလို့ဝင်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဘဲကမာစတာရှီဖူစီရောက်လာပြီးတိုင်လန်အကျဉ်းထောင်ကနေလွတ်သွားပြီဖြစ်ကြောင်းသတင်းလာပေးပါတယ်။ရှီဖူလည်းသတင်းကြကြချင်းမာစတာဦးကွေးစီအပြေးသွားပြီးပြောပြပါတယ်။မာစတာဦးကွေးကတော့အပူပင်ကင်းစွာနဲ့ငကားစစ်တီကတိုင်လန်ကိုတားလိုက်မယ်လို့ပြောပါတယ်။ရှီဖူကပန်နာဘိုက်ဘူးကိုမယုံတာကြောင့်ဦးကွေးကရှီဖူကိုငကားစစ်တီကိုယုံကြည်ပေးပါမယ်လေ့ကျင့်ပေးပါမယ်ဆိုတဲ့ကတိကိုတောင်းပါတယ်။ရှီဖူလည်းကတိပေးလိုက်တော့ဦးကွေးကသူ့တောင်မွေကိုရှီဖူကိုပေးလိုက်ပါတယ်။ပြီးတော့9ရက်အချိန်ရောက်လာပြီလို့ပြောပြီးပန်းမိုးအနေနဲ့အတူလေထဲမှာပျောက်ကွယ်သွားပါတယ်။တစ်ဖက်မှာပိုကတော့သူရဲကောင်းငါးဘော်ကိုခောက်ဆွဲလုပ်ကျွေးနေတော့ရှီဖူရောက်လာပြီးတိုင်လန်လွတ်သားကြောင်းလာပြောပါတယ်။အဲဒါကြောင့်တိုင်လန်ကိုတိုက်ခိုက်ဖို့ကငကားစစ်တီရဲ့တာဝန်ဖြစ်သွားပြီလို့ရှီဖူကပြောပါတယ်။ပိုကအရင်တစ်ခါလိုပဲဥကွေးတားနိုင်မှာပါလို့ပြောတော့ရှီဖူကဥကွေးမရှိတော့ကြောင်းပြောပြလိုက်ပါတယ်။အဲစကားကြောင့်ပိုကကြောက်လန့်တကြားနဲ့ထွက်ပြေးပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်နေတော့သူရဲကောင်းငါးဘော်ကတော့သူတို့ကိုယ်တိုင်တိုင်လန်ကိုတိုက်ခိုက်ဖို့ထွက်သွားပါတယ်။စိတ်ညစ်သွားတဲ့ရှီဖူကတညာလုံးတယောက်တည်းထိုင်ပြီးမိုးလင်းလာတော့ပိုကိုလိုက်ရှာပါတယ်။မိဖို့ကားထဲမှာပိုကတခန်းလုံးဖြက်စီးပြီးရှိသမျှမုတ်တွေအကုန်လုံးကိုလိုက်ထားနေတာကိုတွေးလိုက်ရပါတယ်။ဘယ်နေရာမှာဘာစားတရားရှိတယ်ဆိုတဲ့အတန်ကြားတယ်နဲ့ပိုကခုံပြန်ကျော်လွှားပြီးအစားရှိတဲ့နေရာကိုရောက်အောင်သွားနိုင်တာကြောင့်ရှီဖူလည်းပိုကိုလေ့ကျင့်ပေးလို့ရမယ့်အကြံကိုရသွားပါတယ်။အဲဒါကြောင့်ပိုကိုမြင့်မြတ်တဲ့ရေကန်စီကိုခေါ်သွားပါတယ်။အဲနေရာကကွန်ဖူးပညာတွေစတင်မွေးဖွားခဲ့တဲ့နေရာဖြစ်တယ်လို့မာစတာဦးကွေးလေ့ကျင့်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။တခြားသူရဲကောင်း9ယောက်ကိုလေ့ကျင့်ပေးခဲ့တယ်လို့မျိုးပိုကိုလေ့ကျင့်ပေးလို့မရတဲ့ကြောင့်ရှီဖူကအစားနဲ့မြားပြီးလေ့ကျင့်ပေးပါတယ်။ရှီဖူတင်ပေးတဲ့အတိုင်းပိုကအစားတစ်လုံးဒုတ်တစ်ချက်နဲ့ကြွကြွဆဆလေ့ကျင့်ပါတယ်။အဲ့လိုအမျိုးမျိုးသောလေ့ကျင့်ရေးတွေပြီးသွားပြီးတဲ့နောက်တော့ပိုကိုပေါက်စီကျွေးပါတယ်။ပိုကတကယ်စားလို့ရပြီလို့ထင်လိုက်ပေမဲ့ရှီဖူကသူ့ကိုကောင်းကောင်းစားခွင့်မပေးပဲလူစားပါတယ်။အဲ့လိုနဲ့ဆရာတပည့်2ယောက်ရဲ့ပေါက်စီစားပြိုင်ပွဲကြီးစတင်มาတော့တယ်။ရှီဖူကပဲအကုန်လုံးကိုလူစားလိုက်ပြီးတစ်လုံးပဲကြံတော့တဲ့အတွက်ပိုကနောက်ဆုံးတစ်လုံးကိုအသေးအံလူပါတယ်။အစားတစ်ခုအတွက်စ조사ပန်းစားတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ပိုကနောက်ဆုံးပေါက်စီကိုရသွားပါတယ်။အဲ့အချိန်မှာပဲပိုကရှီဖူရဲ့တင်ပြပေးမှုတွေကိုနားလည်သွားပြီးဆရာတယောက်အဖြစ်အယိုသေးပေးလိုက်ပါတယ်။တစ်ဖက်မှာသူရဲကောင်း9ဘော်ကတိုင်လန်နဲ့တွေ့နေပါတယ်။တိုင်လန်ကသူတို့9ယောက်ထဲမှာငကားသူရဲကောင်းမပါမှန်သိနေပါတယ်။ငကားသူရဲကောင်းကကောင်းဝင်ကနေမီးလုံးနဲ့အတူကျလာတဲ့သူလို့သတင်းပြတ်နေပါတယ်။ပြီးတော့တခြားဘသူနဲ့မှမတူတဲ့ပုံမှန်သဏ္ဍာန်ရှိတယ်ဆိုတာကိုလည်းတိုင်လန်ကသိထားပါတယ်။ကျမ်းမကတိုင်လန်ကိုတိုက်ခိုက်တဲ့အခါခြားသူတွေကလည်းတိုင်လန်ကိုပြန်ချဖို့အခွင့်အရေးမပေးဘဲမနာနဲ့တိုက်ခိုက်ကြပါတယ်။9ယောက်အားနဲ့တရားကိုဖြိုချလိုက်တဲ့အခါမှာတော့တိုင်လန်ကအောက်ကိုကျသွားပါတယ်။သူတို့ကနိုင်သွားပြီလို့ထင်နေကြပေမဲ့တိုင်လန်ကသူတို့နောက်ကိုပြန်ခုန်တက်လာပြီးအားလုံးကိုအကြောပိတ်တိုင်းနဲ့တိတ်လိုက်ပါတယ်။တစ်ဖက်မှာရှီဖူနဲ့ပိုလည်းလေ့ကျင့်ရေးကပြန်လာကြပါတယ်။ရှီဖူကပိုကိုတော်တယ်လို့ချီးကျူးနေတော့သူရဲကောင်း9ဘော်ကတေလူမျိုးပါဒဏ်ရာတွေနဲ့သူတို့စီပြန်ရောက်လာပါတယ်
တိုင်လန်ကအရင်ကားထက်ပိုတန်မာလာပြီးသူတို့ကိုချိန်ချောက်ဖို့သူရဲကောင်း၅ဘော်ကိုမတက်ပဲပြန်လွတ်လိုက်တာပဲဖြစ်ပါတယ်။ကြောက်သိန်းနဲ့တော့ကနာမည်ကြီးသူရဲကောင်း၅ဘော်တောင်တိုင်လန်ကိုမနိုင်တော့ပိုကကြောက်နေပါတယ်။ဒါပေမဲ့နဂါးသက်လေးရဲ့အစွမ်းနဲ့ဆိုတိုင်လန်ကိုနိုင်လိမ့်မယ်လို့ရှီဖူကပြောပါတယ်။နဂါးသက်လေးရဲ့အစွမ်းကိုဘယ်သူမှမမြင်ဘူးပဲမဲ့စာကိုဖတ်လိုက်တဲ့သူဟာလိပ်ပြတောင်မှန်ခက်တန်ကိုတောင်ကြားနိုင်သွားပြီးအမောင်တူထဲမှာလည်းထွင်းပေါက်မြင်နိုင်တယ်လို့ဒန်နာကြီးကဆိုပါတယ်။ပိုကအရန်စိတ်လှုပ်ရှားနေပြီးနဂါးသက်လေးကိုဖွင့်ဖတ်လိုက်ပါတယ်။ဒါပေမဲ့အထဲမှာဘာမှမပါပဲဗလာကြီးဖြစ်နေလို့နဂါးသက်လေးကြီးကဂျင်းကြီးမှန်တိလိုက်ရပါတယ်။အားလုံးလည်းနဂါးစစ်တီကတိုင်လန်ကိုရင်ဆိုင်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်လေးလည်းပြတ်သွားရပါတယ်။အဲဒါကြောင့်ရှီဖူကရွာသားတွေကိုတိုင်လန်နဲ့ဝေးတဲ့နေရာစီကိုရွှေ့ဖို့သူရဲကောင်း9ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။ရှီဖူကတော့တိုင်လန်ကိုစောင့်ပြီးသူသေးကိုသေးတိုက်ဖို့ကြောက်စိမ့်တဲ့တော်မှာတယောက်တည်းနေခဲ့ပါတယ်။ပိုလည်းသူ့အိမ်သူပြန်သွားတော့သူ့အဖေကပြန်လာလို့ဝမ်းသာနေပါတယ်။နေရာတစ်မှာစိုင်တစ်ဖွင့်ဖို့တက်ကြွနေပြီးပိုဖြစ်ခဲ့တာတွေကိုတော့စိတ်မကောင်းပေမဲ့မေးလိုက်တော့ဖို့ပြောပါတယ်။စိုင်တစ်ကိုပိုကိုဦးစီးခိုင်းဖို့ဆုံးဖြတ်ထားတာကြောင့်ပိုတိတဲ့နဲ့သူ့ဆိုင်ကခောက်ဆွဲဟင်းရည်ရဲ့ထူးကဲသေးတဲ့လှုပ်ဝက်ချက်ကိုပြောပြလိုက်ပါတယ်။လှုပ်ဝက်ချက်ကတော့ဘာလှုပ်ဝက်ချက်မှမရှိတာပဲဖြစ်ပါတယ်။သူတို့ခောက်ဆွဲအကောင်းဆုံးဖြစ်ဖို့ဘာလှုပ်ဝက်ပစ္စည်းမှထည့်စရာမလိုပဲအထူးစပယ်ရှယ်ဖြစ်စေတာကတော့ချက်တဲ့သူရဲ့ပင်ကိုအရေးအချင်းကျွမ်းကျင်မှုနဲ့ယုံကြည်မှုတွေပဲဖြစ်ပါတယ်။အဲ့တော့မှပိုလဲဘာလှုပ်ဝက်ချက်မှရှိစရာမလိုပဲပင်ကိုအရေးချင်းကျွမ်းကျင်မှုနဲ့ယုံကြည်မှုပဲလိုတယ်ဆိုတာကိုသဘောပေါက်ပြီးကြောက်စိမ့်တဲ့တော်ကိုပြန်သွားပါတယ်။ကြောက်စိမ့်တဲ့တော်မှာတော့မာစတာရှီဖူကတယောက်တည်းတိုင်လန်ကိုတိုက်ခိုက်ဖို့စောင့်နေပါတယ်။တိုင်လန်ကလည်းရောက်လာပြီးတစ်ချိန်ကသူ့ရဲ့ဆရာကိုတိုက်ခိုက်ပါတယ်။တိုင်လန်ကသူငကားစစ်တီတော်မဖြစ်ခဲ့ရတာရှီဖူကြောင့်လို့အပြစ်တင်ပြီးနှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြပါတယ်။အဲ့အချိန်မှာရှီဖူကသူ့ရဲ့ထိန်းချောင်းပုံမှားသွားခဲ့လို့တိုင်လန်ပျက်စီးရတာလို့သူ့ကိုယ်သူအပြစ်တင်ပြီးတိုင်လန်ကိုတောင်းပန်စကားပြောပါတယ်။တိုင်လန်ကတော့တောင်းပန်တာကိုမလိုချင်ပဲစာလိပ်ကိုပဲလိုချင်တာဖြစ်ပြီးငကားသက်လိပ်ကလည်းသူ့နေရာမှာမရှိတော့တာကိုတွေးလိုက်ရပါတယ်။အဲ့ဒါကြောင့်ရှီဖူကိုတတ်တော့မဲ့ချိန်ငကားစစ်တီတော်ကြီးကအမောတခေါနဲ့ရောက်လာပါတယ်။လှေကားတွေအများကြီးတက်ခဲ့ရလို့မောပတ်နေတဲ့ငကားစစ်တီကြီးအမောပြေနေတာကိုတိုင်လန်ကစောင့်နေရပါသေးတယ်။ပြီးတော့သူ့ကိုယ်သူငကားစစ်တီလို့မိတ်ဆက်ပြီးငကားသက်လိပ်ကိုထုတ်ပြလိုက်ပါတယ်။တိုင်လန်ကစာကိုတွေ့တာနဲ့ပို့ကိုလွင်သွားအောင်ထိုးလိုက်ပြီးစာကိုယူလိုက်ပါတယ်။ဒါပေမဲ့ပို့ကလည်းပြန်လူလိုက်လို့နှစ်ယောက်သားစာလိပ်ကိုလူရင်အပြင်းထန်တိုက်ခိုက်ကြပါတယ်။နမကြီးသူရဲကောင်းတိုင်းနဲ့အပွဲနှွှဲလာတဲ့တိုင်လန်ကပန်နာဖက်တီနဲ့ကြမှာလှေကားပေါ်ကနေခွေးကြကြရတဲ့အပြင်ပန်နာဖင်နဲ့ဖိတာတောင်ခံလိုက်ရပါသေးတယ်။သူတပြန်ကိုတပြန်တိုက်ခိုက်ကြရင်ငကားစာလိပ်ကိုတဲကြီးမဲကြီးလူးကြပါတယ်။သူတို့နှစ်ယောက်ကရှီဖူရဲ့ပေါက်စီလူးတဲ့အကွက်နဲ့လည်းစာလိပ်ကိုလူးကြပါတယ်။အဲ့ဒီနောက်မှာတော့လေဘော်ရောက်နေတဲ့ပို့ကိုတိုင်လန်ကခြေခံချက်တစ်ချက်နဲ့ရိုက်ချပြီးလက်သီးတာကျွေးလိုက်တာပို့လည်းကျင်းဖြစ်ပြီးမှောက်သွားပါတယ်။ပို့မောက်နေတော့တိုင်လန်ကငကားစာလိပ်ကိုကောက်ပြီးဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမပါပဲဗလာကြီးကိုတွေးတော့တိုင်လန်ကဦးကြောင်ကြောင်ဖြစ်သွားပါတယ်။အဲ့တော့မှပို့ကငကားသူရဲကောင်းဖြစ်ဖို့စွမ်းအားတွေရဖို့ဘာလို့ဝက်ချက်မှမရှိဘူးလို့ပြောပြပါတယ်။တကယ်တော့ငကားစာလိပ်ပြကျင်တာကကိုတိုင်ရဲ့ပုံရိပ်သာဖြစ်ပါတယ်။တိုင်လန်ကတော့စိတ်တူပြီးပို့ကိုအကျော်ပိတ်တိုင်းနဲ့အားပြင်းပြင်းတစ်ချက်ထိုးလိုက်ပါတယ်။ဒါပေမဲ့ပိုကတော့အကျော်ပိတ်မသွားပဲရားလို့ဦးလိုက်တဲလိုက်ရည်နေပါတယ်။တိုင်လန်ကလည်းတစ်ချက်ပြီးတစ်ချက်ဇက်တိုက်ထိုးပါတယ်။ဒါပေမဲ့အစီပိတ်နေလို့အဲ့နဲ့တော့အကျော်ရှာမရတဲ့ပိုကတော့တိုင်လန်ရဲ့အကျော်ပိတ်တိုင်းကိုဂလီထိုးနေတယ်လို့ပဲထင်နေပါတယ်။တိုင်လန်ကစိတ်တူတူနဲ့အားသုံးပြီးတစ်ချက်ထိုးလိုက်တဲ့အခါပိုကအဲ့အချိန်ကိုတန်ပြန်ပြီးတိုင်လန်ကိုပြန်ထိုးလိုက်တာတိုင်လန်လွင့်သွားပါတယ်။တိုင်လန်ပြန်ထလာတော့လေပိုကအမိကနေကန်ပြီးဖင်နဲ့ပေါက်လိုက်ဘိုင်းနဲ့တိုက်လိုက်နဲ့မနာလန်းစော်ပစ်ပါတယ်။နောက်ဆုံးတစ်ခါမှာတော့တိုင်လန်မိုးအပြန်သွားပြီးအောက်ကိုကကလေးပြန်ကျသွားပါတယ်။တွင်းထဲကနေပြန်ထွက်လာတော့ပိုကတိုင်လန်ရဲ့လက်ချောင်းကိုဝူရှီလက်ချောင်းတိုင်းနဲ့ဖမ်းပြီးလက်တန်းမြောက်လိုက်ပါတယ်။တိုင်လန်ကဝူရှီလက်ချောင်းတိုင်းမှတီးလို့လန့်သွားပေမဲ့ပိုကိုဘယ်သူမှတင်ပေးမှမဟုတ်ဘူးလို့ထင်နေပါတယ်။ပိုကလည်းဘယ်သူမှမတင်ပေးဘူးငါဘာသာတက်တာလို့ပြောပြီးလက်တန်းလေးကိုစကစ်ဒူးဆိုပြီးဖိချလိုက်ပါတယ်။အဲကွက်ကြောင့်တိုင်လန်လည်းအနှိမ့်ဆက်တဘောနဲ့ကိစ္စရှောသွားပါတယ်။လက်ချောင်းတိုင်းကကြမ်းလွန်းတာကြောင့်တရွာလုံးဖုန်နေလန်းသွားပြီးဘာမှမမြင်ရပဲဖြစ်နေချိန်ငကားစစ်တီကြီးကတော့ဒဲအိုးကိုစောင်းပြီးအေပရွန်ဝစ်ခါခံကြားထဲဝါထွက်ပေါ်လာပါတယ်။တရားလုံးလည်းပိုကိုဝမ်းမြောက်ဝမ်းသာစွာနဲ့အားပေးကြတဲ့အခါသူရဲကောင်း၅ဘော်ကလည်းပိုကိုငကားစစ်တီရွာရဲ့သူရဲကောင်းကွန်ဖူးမတ်စတာတယောက်အဖြစ်အတိမတ်ပြုတဲ့အနေနဲ့အယိုသေးပေးလိုက်ကြပါတယ်။အဲ့တော့မှမာစတာရှီဖူကိုသတိရသွားပြီးအပြေးလွှာသွားကြည့်ပါတယ်။ပိုကသူတိုင်လန်ကိုအနိုင်ရသွားပြီလို့ပြောတော့မာစတာရှီဖူကဥကွေးပြောခဲ့တဲ့ငကားသူရဲကောင်းကရွာအတွက်ရောသူ့အတွက်ရောငြိမ်းချမ်းမှုတွေယူဆောင်လာပေးမယ်ဆိုတာကိုယုံကြည်သွားပါတယ်။ပိုကရှီဖူကိုမသေးပါနဲ့အောင်လို့အော်ပြောတော့ရှီဖူလည်းစိတ်မရှိတော့ပဲသူသေးမှမဟုတ်တဲ့အကြောင်းအော်ပြီးရှင်းပြလိုက်ပါတယ်။သူကငြိမ်းချမ်းမှုကိုခံစားရင်အေးအေးဆေးဆေးနဲ့ခဏလောက်နေခြင်းပေမဲ့ဗိုက်စာနေတဲ့ပိုကြောင့်အေးအေးဆေးဆေးမနေရပဲဖြစ်ပြီးငကားသူရဲကောင်းရဲ့ဇလန်းကတော့တခန်းရက်သွားခဲ့ပါတယ်။ခုလိုကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုလည်းနောက်နေ့မှတင်ဆက်ပေးသွားမှာဖြစ်လို့အားလုံးစောင့်ကြည့်ကြဖို့ဖိတ်ခေါ်ရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။